အမတ်ဖြတ်ထားရမယ့်အချိန်မှာတရေရလနဲ့သာကျင်းလက်ရတဲ့အာဆင်နယ်အားလုံးပဲမင်္ဂလာပါကန်နာဘတ်စ်ကနေကြိုဆိုလိုက်ပါတယ်အာဆင်နယ်အသင်းရဲ့ဘရက်ထလူစင်မှာဒန်ယာရနေတဲ့ကာလာဖျူရီရဲ့နေရာမှာဟင်ကာဘစ်ကလေးလို့ဆာလီဘာဂါဘရီယယ်ဂျူလီယန်တင်ပါလို့ပါခဲ့တယ်လို့ကွင်းလယ်မှာဇူဘီမန်ဒီအိုဒီဂတ်ဒီကလန်ရိုက်တိုနဲ့ကစားပြီးတိုက်စစ်မှာတော့ဗစ်တာဂျီယိုခရက်စ်ဆာကာနဲ့ထရော့ဆတ်တို့ပွဲထွက်လာပါတယ်ပထမပိုင်းမှာတော့ဆာကာဘတ်ချန်ကနေတိတိတတ်တာထိုးပေါက်ဖို့ကြိုးစားခဲ့တယ်လို့ကာကလည်းဆာကာကိုတော်တော်လေးထိန်းချုပ်ဖို့ကြိုးစားခဲ့ရပါတယ်။ဆာကာဟာတကိုလော်ဆွဲပြေးပြီးဖန်တီးဖို့ကြိုးစားတယ်လို့ကိုယ်တိုင်ကန်သွင်းဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လည်းဒီဘာဖို့ကိုသမားအာလီစင်က AECC ဖမ်းနိုင်ခဲ့ပါတယ်။ဒီကလန်ရက်ကလည်းအဝေးကနေကန်သွင်းဖို့ကြိုးစားပြီးမဲ့လည်းအာလီစင်ကပဲကာကွယ်သွားနိုင်ပြန်ပါတယ်။ပထမပိုင်းမှာအာဆင်နယ်ဟာတီတီတသားဖိအားပေးထားနိုင်ခဲ့ပေမဲ့ထိရောက်တဲ့ဂိုးပေါက်ချင်းချောက်မှုမျိုးကိုတော့မလုပ်နိုင်ခဲ့ပါဘူး။လီဗာပူးအသင်းရဲ့ကံပြန်တိုက်စစ်ကနေရလာတဲ့ဘောလုံးတစ်လုံးသာဘာတိုင်းမှန်သွားတဲ့အခါအာဆင်နယ်တော်တော်လေးကန်ကောင်းသွားတယ်လို့ဆိုရပါမယ်။ဒီအလုံးဟာဆာလီဘာနဲ့ဂိုးသမားရိုင်ယာတို့နားလည်မှုမလွဲရကနေရလာတဲ့အလုံးထိပြီးရိုင်ယာကစကားပြောပြီးချိတ်ဆက်ပြောဖို့ကိုဆာလီဘာနဲ့လမ်းပြောနေရတယ်ကိုမြင်တွေ့ခဲ့ရပါတယ်။ဒီနေ့ပွဲမှာတင်ဘာဆာကာတို့အသွဲညီညီကစားနိုင်ပေမဲ့ဟင်ကာဘိတ်နဲ့ထရော့ဆက်တို့ကတော့ချိတ်ဆက်မှုအားနည်းနေတယ်လို့ထင်ပါတယ်။ဒါအပြင်တိုက်စစ်မှုဂျီယိုဂရက်စ်ကလည်းနေရာယူတတ်ဖို့လေ့ကျင့်အောင်ပဲလို့ထင်ပါတယ်။ ဂျီယိုဂရက်စ်ဟာလည်းဒီနေ့ပွဲမှာတော့ဘာမှမလုပ်ပြနိုင်ခဲ့ပြန်ပါဘူး။ပထမပိုင်းမှာဂိုးသွင်းဖို့ခွင့်များကြီးဖန်တီးပေးခဲ့ပေမဲ့အသင်းဆောင်ကြီးဂိုးသွင်းမဲ့ကစားသမားရှိမနေတာကြောင့်အာဆင်နယ်ဂိုးမရခဲ့တာထင်ပါတယ်။ဒုတိယပိုင်းမှာဟင်ကာဘစ်အစားစကယ်လီဝင်လာချိန်မှာတော့လီဗာပူးကစားသမားဖရင်ပေါင်ကစားကွက်ချောင်းလာပြီးအာဆင်နယ်အနေနဲ့နောက်တန်းကိုတော်တော်လေးကြိုးကြိုးစားစားကစားခဲ့ရတာကိုတွေ့ခဲ့ရပါတယ်။ဒုတိယပိုင်းမှာအာဆင်နယ်ဟာတိတိတတ်တာကစားအားကျသွားပြီးတသင်းလုံးလီဗာပူးအသင်းရဲ့ပြုသမျှခံစားနေရပါတယ်။အာဆင်နယ်အသင်းရဲ့ကွင်းလယ်ဟာလည်းလီဗာပူးအသင်းရဲ့ pressing ပေးတဲ့တန်ကိုမခံနိုင်ပဲနောက်တန်းမှာပဲအချိန်ကုန်နေခဲ့ပါတယ်။ဆာလီဘာနဲ့ဂါဘရီယယ်တို့ကတခါတလေကွင်းလယ်ထိတက်ပြီးတိုက်ဆက်လမ်းကြောင်းဖွင့်ပေးဖို့အတွက်ကွင်းလယ်ကစားသမားတွေရဲ့တာဝန်ကိုပါယူပေးနေရပါတယ်။အာဆင်နယ်အသင်းဟာဂိုးသွင်းကိုတွေလိုအပ်လာတဲ့အတွက်တိုက်ဆက်ကဆာကာထရော့ဆက်ဂျီယိုခရက်စ်အိုဒီဂက်တို့ကိုမဒီယူခေအီဇေဂျေဆူးနဲ့မာတင်နယ်လီတို့နဲ့လဲခဲ့ပြီးမဲ့ပွဲကိုပြောင်းလဲဖို့ကြိုးစားပြီးမဲ့အရာမထင်ခဲ့ပါဘူးမဒီယူခေတကိုတို့ဆွဲပြေးပြီးလိုင်းတင်ဖေးလိုက်တဲ့အလုံးမှာဆိုရင်ပိတ်ဖို့အသင့်အနေထားမှာရှိမနေတဲ့ကစားသမားတွေကြောင့်ဂိုးရဖို့လွဲချော်ခဲ့ပြန်ပါတယ်ဒီအလုံးကိုတော့နည်းနည်းလေးဝေးပန်းခြင်းပါတယ်မာတင်နယ်လီဟာဘောလုံးရကြတဲ့ကပြေးထွက်သွားပြီးမဲ့သူ့နေရာမဟုတ်တဲ့အတွင်းဘက်ထဲချိုးပြေးပြီးမှနောက်မှသူ့နေရာကိုပြန်ပြေးပါတယ်ဒီအတွက်ကြောင့်မာတင်နယ်လီဟာသူ့နေရာမှာသူရှိမနေတဲ့အတွက်ဘောလုံးဆုံးရှုံးခဲ့တာလို့မြင်မိပါတယ်မာတင်နယ်လီအတကိုတော်ပြေးထွက်တာအချိုးရှိခဲ့ပေမဲ့တိုက်စစ်နဲ့ချိတ်ဆက်မှုအားနည်းနေပါသေးတယ်နောက်တကိုတော်ဆွဲပြေးပြီးဂိုးပေါက်နဲ့ကန်ခဲ့တဲ့အလုံးဆိုရင်တော့ဂိုးသမားအာလီစန်ရဲ့ကာကွယ်မှုကောင်းလို့သာဂိုးမရခဲ့တာပါနောက်ဆုံးဒေါင်းကန်ဘောရခဲ့ခါမှာလဲဂါဘရီယယ်ရဲ့ခေါင်းတိုက်ချက်ကကန်ဆိုးစွာနဲ့ပဲလွဲချော်ခဲ့ပြီးတရေကမတ်နဲ့သာခြေနှက်လိုက်ရပါတယ်ဒီပွဲမှာတော့အသင်းရဲ့ပထမပိုင်းခြေစွမ်းကိုအားရမှုရှိပြီးဒုတိယပိုင်းကျရင်ပိုကောင်းတဲ့ကစားဟန်နဲ့မြိုင်မြိုင်ဆိုင်ဆိုင်ကစားလာမယ်လို့ထင်မိပါတယ်ကို့အသင်းရဲ့ကစားသမားတွေကပထမပိုင်းမှာနဲ့အားကွန်တုံးလိုက်တယ်လို့မျိုးဒုတိယပိုင်းမှာကစားအားလောသွားပါတယ်ဒုတိယပိုင်းမှာလီဗာပူးအသင်းရဲ့ထိုးဖောက်မှုများစွာပြုလုပ်ခြင်းကိုအာဆင်နယ်နောက်တန်းကစားသမားတွေမနာတန်းရှင်းထုတ်ထားနိုင်ခဲ့လို့သာအာဆင်နယ်တတ်သားရခဲ့ပါတယ်ဒီနေ့ပွဲမှာအငင်းပွားစရာအခိုက်အတန်းတွေများစွာဖက်ခဲ့ပြီးဖာအပြန်လန်ကြည့်ခဲ့ပြီးမြင်အရေးယူခဲ့ခြင်းတော့မရှိပါဘူးပြတန်းဘောရအောင်ကစားတာမှာအာဆင်နယ်ကစားသမားတွေကကြိုးစားလို့စိတ်ရှိတာကြောင့်အတန်းသက်ကစားတဲ့အခါမှာကိုရမယ့်ပြတန်းဘောတွေဆိုရင်လဲမချပဲဘောလုံးကိုမရမရဆွဲပြေးတဲ့အခါမှာဒိုင်းကဘောလုံးရဲ့အနေခါကြောင့်မပေးတဲ့အခါတွေချိန်ဖန်များစွာတွေ့ခဲ့ရပါတယ်ဒါပေမဲ့အဲ့လိုမျိုးဆွဲပြေးပေမဲ့ကိုရမယ့်အလုံးဟာအရှိန်ကြောင့်အခြားအသင်းကစားသမားတွေကဖျက်လွတ်ပြီးတော့ပြန်ဆက်ကစားတဲ့အခါနောက်တန်းတွေအတွက်စိတ်ရှုပ်စရာအနေအထားမျိုးခဏဖြစ်နေပါတယ်ကျွန်တော်အမြင်မှာတော့ဂိုးသွင်းကိုရှိတဲ့ trust ကိုအရန်မှာကစားတင်တယ်လို့ထင်ပါတယ်တိုက်စစ်မှု Geograph ကိုမထုတ်သေးပဲ easy မာတင်နယ်လီတို့နဲ့အတူတူတွဲကစားပြီးမှခြေမပေါ်ရင်ဂျေဆူးနဲ့ထည့်တင်တယ်လို့ထင်ပါတယ်ညီကိုတို့အနေနဲ့တော့ဂိုးပေါက်ပြောက်နေတဲ့ Geograph အပေါ်ရဲ့ဒီပွဲအပေါ်ဘယ်လိုမြင်လဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးသွားခဲ့ပါဦးနော်ကျွန်တော်ရဲ့ channel လေးကိုလည်း follow and subscribe လုပ်ပေးဖို့မမေ့နဲ့နော်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်